မြန်မာပြည်ကိုချင်းချောက်နေတဲ့စစ်ကိုင်းပြည့်၍ကြော်ကြီး The Inside မြန်မာပရိသတ်ကြီးများအားလုံးမင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံမှာငလင်အန္တရာယ်အရှိဆုံးနေရာကဘယ်မှာလဲသိပါသလားအဲ့ဒါကတော့မြန်မာပြည်ရဲ့မြောက်ကနေတောင်အထိမိုင်ပေါင်း950ကျော်အရှိဖြတ်တန်းနေတဲ့စစ်ကိုင်းပြည့်၍ကြော်ကြီးပါပဲဒီပြည့်၍ဟာအိန္ဒိယမြေလွှာချက်နဲ့ယူရေရှားမြေလွှာချက်တို့တစ်နှစ်ကို4 စင်တီမီတာလောက်ပုတ်တိုက်ရွေ့လျားမှုကြောင့်ဖြစ်ပေါ်လာတာပါဒါဟာကြောက်စရာကောင်းတဲ့စွမ်းအင်တွေကိုမြေအောက်မှာစူးစီးထားတယ်လို့ပါပဲစိတ်ပူစရာအကောင်းဆုံးကတော့မြန်မာပြည်ရဲ့လူဦးရေအထူးထပ်ဆုံးမြို့ကြီးတွေဖြစ်တဲ့ရန်ကုန်ပဲခူးနေပြည်တော်မန္တလေးနဲ့မြစ်ကြီးနားအထိဒီပြည့်၍ကြော်ကြီးရဲ့အနီးအနားမှာရှိနေတာပါတမိုင်းတစ်လျှောက်မှာလဲပဲခူးငလင်စစ်ကိုင်းငလင်စတဲ့အဖြစ်စွမ်းအားပြင်းငလင်တွေဟာဒီနေရာကနေပဲမြစ်ဖျားခိုင်းခဲ့တာဖြစ်ပါတယ်ငလင်ဆိုတာကြိုတင်ခံမှတ်လို့မရပေမဲ့ကြိုတင်ပြင်ဆင်ထားလို့တော့ရပါတယ်အဆောက်အဦတွေကိုငလင်တန်းခံနိုင်အောင်စောက်လုပ်တာ web ကာဆွဲဆိုတဲ့ငလင်ကာကွယ်ရေးနီးလန်းတွေကိုလေ့ကျင့်ထားတာတွေကသိတဲ့အသက်ကိုကယ်တင်နိုင်ပါတယ်တဘာဝတရားကိုကြော်လွှားလို့မရပေမဲ့အသိပညာနဲ့တော့ရင်ဆိုင်နိုင်ပါတယ်တတိရှိရှိနဲ့အမြဲပြင်ဆင်ထားကြပါခင်ဗျ